ဒီနေ့မှာပဲကျွန်တော်တို့ရဲ့ Chelsea နီးပြအသစ်ဇာဗီအလွန်ဆိုက Chelsea တို့ပထမဆုံးသတင်းစာရှင်းလင်းပွဲလုပ်သွားတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာဇာဗီအလွန်ဆိုဘာတွေပြောသွားလဲ။သူ့ရဲ့ရည်မှန်းချက်ကရောဘာတွေလဲကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဘာတွေထပ်ပြီးတော့ပြောသွားလဲပေါ့နော်။ဒီအကြောင်းအရာတွေကိုဒီကိုရိုနာတူတူကျွန်တော်အမျိုးကျွန်တော်ပြောသွားခြင်းတယ်ပေါ့နော်။ဆိုတော့ပထမဆုံးအနေနဲ့အသင်းရဲ့ရည်မှန်းချက်ကိုမေးတဲ့အခါမှာတော့ပြီးခဲ့တဲ့နှစ်တွေကအခြေအနေပြီးတဲ့နောက်မှာပေါ့နော်ကျွန်တော်တို့ကအစားနေပြီးတော့ပြန်စားရပြန်တယ်တဲ့ဝန်ထမ်းတစ်တွေမန်နေဂျာတစ်တွေနဲ့ပေါ့တဲ့သူတို့ဟာဆိုတာကစားသမားတွေဟာကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အမှန်တကယ်ဇေယျထက်သန်နေကြတယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့အရင်လဲစိတ်လှုပ်ရှားမိပါတယ်တဲ့ကျွန်တော်တို့ကောင်းကောင်းပြင်ဆင်ဖို့လိုအပ်တယ်တဲ့ဆိုတော့ကျွန်တော်တို့အဲ့နေရာကိုရောက်ဖို့အတွက်ပေါ့နော်တနေရာရောက်ဖို့အတွက်ရည်ရွယ်နေတယ်ပေါ့နော်အဲ့နေရာကိုလည်းရောက်ချင်တယ်အချိန်ကစကားပြောသွားလိမ့်မယ်ကျွန်တော်တို့ဟာရှီမန်းချက်ကြီးတဲ့သူတွေဖြစ်တယ်ဆိုပြီးတော့ဇာဗီလုံဆိုကပထမဆုံးအနေနဲ့အတင်းရဲ့ရှီမန်းချက်ကိုပြောသွားတယ်ပေါ့နော်ဆိုတော့ဒါကတော့အရင်ကြီးထူးခြားတာမျိုးတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီပြတယောက်အတင်းတစ်ခုကိုရောက်လာပြီးဆိုရင်ဒီစကားတွေပြောတာကတော့တာမန်ပဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့နောက်လာမယ့်စကားတွေကတော့အရင်ထူးခြားတယ်လို့ပြောလို့ရတယ်ဆိုတော့ဒုတိယအနေနဲ့ဒီဇာဗီလုံဆိုပြောတဲ့အတဲမှာအရင်ထူးခြားတဲ့အကြောင်းအရာတစ်ခုပါတယ်အဲ့ဒါကတော့အန်ဇိုဖာနန်ဒက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုတော့အန်ဇိုဖာနန်ဒက်နဲ့ပတ်သက်ပြီးတော့ဒီသတင်းတောက်တွေကမေးတဲ့အခါမှာအန်ဇိုဖာနန်ဒက်နဲ့ဒီဇာဗီလုံဆိုကပေါ့နော်သူစကားတွေအများကြီးပြောခဲ့ပြီးပြီလို့ပြောသွားတယ်ဆိုတော့ဒီအကြောင်းအရာတွေကတော့ဒါ private ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ထုတ်ပြောမှာမဟုတ်ဘူးလို့ဒါဇာဗီလုံဆိုကပြောသွားတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာသတင်းတောက်ကဘာထပ်မေးလဲဆိုတော့အန်ဇိုဖာနန်ဒက်နဲ့ပတ်သက်ပြီးတော့အသင်းမှာဆက်ရှိစေချင်လားဆိုပြီးတော့သတင်းတောက်ကမေးတဲ့အခါမှာဇာဗီလုံဆိုကမဆိုင်မတော့ပဲ yes အန်ဇိုဖာနန်ဒက်ကိုကျွန်တော်ကီးလုပ်ထားခြင်းနဲ့ဆက်ပြီးတော့အသင်းမှာထိမ့်သိမ်းထားခြင်းနဲ့ဆိုပြီးတော့ဇာဗီလုံဆိုကပြောသွားတယ်ဆိုတော့တဲ့ကိုပြောသွားတာဗျာပြောရရင်ဆိုတော့အရင်ကြီးတွေ့ဝိုက်နေတာမျိုးမရှိဘူးသူအနာဂတ်တွေဘာဖြစ်တယ်ညာဖြစ်တယ်ဒါမျိုးတွေပြောမနေဘူးဆိုတော့သူကအန်ဇိုဖာနန်ဒက်ကိုတေချာပေါက်အလိုရှိတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းကိုပြောသွားတာဖြစ်တယ်ပေါ့နော်ဆိုတော့အန်ဇိုဖာနန်ဒက်ဘာလို့မှလဲဆိုတာပဲကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်ဇာဗီလုံဆိုကတော့အန်ဇိုဖာနန်ဒက်နဲ့ပတ်သက်ပြီးတော့အမေရိကန်ကိုအလိုရှိနေတယ်ဆိုတော့ဒီမတိုင်ခင်သတင်းတွေထဲမှာတွေ့တာကလည်းဒီဇာဗီလုံဆိုကအန်ဇိုဖာနန်ဒက်ကိုသဘောကျတယ်ဆိုတာမျိုးကျွန်တော်တို့တိခဲ့ရပြီးပေါ့နော်ဒါကတော့သူ့ဘက်ကနေပြီးတော့တရားဝင်ထုတ်ပြောတာဖြစ်တဲ့ကြောင့်မို့တေချာသွားတယ်ပေါ့နော်ဆိုတော့နောက်ရသည်မှာအန်ဇိုဖာနန်ဒက်Chelsea မှာဆက်ရှိမလားဆိုတာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်။နောက်သတင်းတောက်ကကိုပါမနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့မေးတဲ့အခါမှာဇာဗီလုံဆိုကဒီကိုပါမဟာတဲ့ထူးခြားတဲ့အရေးချင်းရှိတဲ့ကစားသမားတအူးဖြစ်တယ်ပေါ့နော်ပထမဆုံးဒီtraining ground မှာတည်းကပေါ့နော်ဒီထူးခြားတဲ့အရေးချင်းရှိတဲ့ကစားသမားဆိုတာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ကျွန်တော်တို့မြင်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီလိုကစားသမားမျိုးရှားဖို့ဆိုတာကမလွယ်ဘူးဆိုတော့သူ့ရဲ့အကြည့်တွေးဟာမှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုဘယ်လိုချမှတ်လဲဆိုတာခင်ဗျားတို့လည်းတတိထားမိမှာပါဆိုပြီးတော့ပြောသွားတယ်သူကလက်ရှိအချိန်မှာကောင်းမွန်တဲ့စိတ်ဓာတ်နဲ့ကျွန်တော်တို့စီရောက်လာတဲ့အတွက်ကြောင့်မို့အယံဝမ်းတာတယ်ပေါ့နော်သူစီကနေပြီးတော့အကောင်းဆုံးຢာတွေကိုမျှော်လင့်တယ်ဆိုပြီးတော့ဇာဗီအလွန်ဆိုကပြောသွားတယ်ပေါ့နော်ဆိုတော့ဒါကတော့အရင်ကြီးထူးခြားတာမျိုးတော့မဟုတ်ဘူးဆိုတော့ကိုပမနဲ့ပတ်သက်ပြီးတော့ဘယ်နည်းပြဖြစ်ဖြစ်မလို့ခြင်းတဲ့နည်းပြရဲ့လို့မရှိဘူးဆိုတော့အစိုးမြင်တဲ့နည်းပြရဲ့လို့လည်းရှိမယ်လို့မထင်ဘူးပေါ့နော်ဒါကတော့ဇာဗီလုံဆိုကကိုပမနဲ့ပတ်သက်ပြီးတော့ပြောသွားတယ်ကျွန်တော်မြင်ပြောရမယ်ဆိုရင်နောက်ရာတီမှာကိုပမဟာလီဗာပူးစင်ကဖလိုရီယန်ဝက်ပုံစံမျိုးဖြစ်လာလေပေါ့နော်ကိုယ်တိုင်ကိုတွေထိုင်းသွင်းမယ်ကိုတွေဖန်တီးမယ်လုံအားနှုံးလဲပိုကောင်းလာတဲ့ကစားသမားမျိုးဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ထင်မြင်ချက်ဖြစ်တယ်နောက်သတင်းတောက်ကဂါနာချိုနဲ့ပတ်သက်ပြီးတော့မေးတဲ့အခါမှာတော့ဇာဗီအလွန်ဆိုပြောတာကိုကျွန်တော်သဘောကျတယ်ပေါ့နော်သဘောကျတယ်ဆိုတာကမထိန်မဝက်ဖက်နဲ့ကိုပြောသွားတာလို့ပြောလို့ရတယ်သူ့ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းလက်ရှိအခြေအနေကိုချပြသွားတယ်ပေါ့နော်ဆိုတော့ဇာဗီလုံဆိုကဂါနာချိုနဲ့ပတ်သက်ပြီးတော့ဘာပြောလဲဆိုတော့အားကစားတဲ့တာတွေနဲ့တဲ့ကျွန်တော်စကားပြောပြီးပြီပေါ့နော်ဒီဂါနာချိုနဲ့ပတ်သက်ပြီးတော့သူအားကစားတဲ့တာတွေနဲ့စကားပြောပြီးပြီသူ့ကိုတခြားသောကလပ်တွေကစိတ်ဝင်စားမှုရှိနေတယ်ဒါကြောင့်မို့တဲ့အားလုံးအတွက်အကောင်းဆုံးဖြစ်မဲ့အရာကိုပဲသူမျှော်လင့်တယ်ပေါ့နော်ကျွန်တော်တို့စောင့်ကြည့်ရမယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ဒါကဂါနာချိုရဲ့အနာဂတ်က Chelsea မှာမရှိတော့ဘူးလို့ပြောတာ ਨੇ အတူတူပဲဗျာအားစားတဲ့အတိုင်းလည်းစကားပြောပြီးပြီဆိုတော့သူ့ကိုအခြားကလပ်တွေကလည်းစိတ်ဝင်စားနေတယ်ဆိုတော့ဒါတွေကပြောရရင်ဒီပြတယောက်စီကနေပြောထွက်တဲ့စကားလုံးမဟုတ်ဘူးဗျာပြောရရင်ဒီကျွန်တော်တို့ပုံမှန်တာမန်လူတယောက်ကပြောတဲ့စကားလုံးမျိုးဖြစ်နေတယ်ဗျာဆိုတော့ပြောရရင်ဂါနာချိုမင်းဘယ်လိုမြင်လဲဘာညာမဲ့
သူရဲ့အနာဂတ်ကတော့ချက်စီမှာဘလို့ပညာပြောလို့ရတယ်ဗျလှပအောင်ပြောလို့ရတယ်ဒါပေမဲ့အခုအကြီးကတော့ကာနာချိုရဲ့အနာဂတ်ကချက်စီမှာမရှိတော့ဘူးလို့တည်ပြောလိုက်တာနဲ့အတူတူပဲလို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဆိုတော့ဒီမတိုင်ခင်မှာလည်းသတင်းတွေမှာလည်းဒီကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒီဇာဘီလန်ဆိုကကာနာချိုသဘောမကျလောက်ဘူးလို့ကျွန်တော်ပြောခဲ့တယ်လက်ရှိချိန်မှာလည်းသူပြောတဲ့စကားတွေကြောင့်မို့တေချာပေါ့ဒီကာနာချိုရဲ့အနာဂတ်ကချက်စီမှာမရှိတော့ဘူးဆိုတာဆိုတော့တေချာသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကာနာချိုကိုချက်စီကရောင်းထုတ်မယ်ဆိုတော့ဒီညမှာသူကနှစ်မျိုးနှစ်စားခွဲထားတယ်လို့ဆိုတယ်ပေါ့နော်အီတလီကလပ်တွေကလာပြီးတော့ကလပ်မဲ့ဆိုယူရိုတန်50ပရီးမီးယားလိဂ်ကလပ်တွေကလာပြီးတော့ကလပ်မဲ့ဆိုရင်ယူရို52တန်ရကျင်တယ်ဆိုပြီးချက်စီဘက်ကတောင်းဆိုထားတယ်ဆိုတော့ချက်စီကကာနာချိုနဲ့ပတ်သက်ပြီးတော့စိတ်မရှိဘူးပေါ့နော်စိတ်မရှိဘူးသူတို့ပြောရရင်ဗျတော့ကိန်းမခဲ့တယ်လို့ပဲပြောရမလားပေါ့နော်သူတို့ကာနာချိုကိုဟိုပေါက်ကောင်အဖြစ်ဖြစ်လာမလားဆိုပြီးတော့သူတို့ဝယ်လိုက်တဲ့သဘောမျိုးပဲဗျာဒါပေမဲ့ဘာမှဖြစ်မလာတဲ့အခါမှာသူတို့ရောင်းထုတ်ရတယ်။ပိုဆိုးတာကဇာဘီလုံဆိုရောက်လာတဲ့အခါမှာဇာဘီလုံဆိုကကာနာချိုမကြိုက်တော့သူတို့မဖြစ်မနေရောင်းရမယ့်အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်။ဒါပေမဲ့ချက်စီဘက်ကတန်ကြီးကိုလည်းမျောလင့်နေတယ်။သူ့ကိုပေါင်တန်း40လောက်နဲ့ဝယ်ထားတာဖြစ်တဲ့ကြောင့်ပေါင်42တန်41တန်နည်းနည်းမှမြင့်မြတ်ပေါ့ဗျာ။အဲ့လိုမျိုးပုံစံမျိုးရှားကျင်နေတယ်ဆိုပြီးတော့ဖော်ပြထားတယ်ပေါ့နော်။ဆိုတော့ကာနာချိုရဲ့နာဂတ်ကတော့ဇာဘီလုံဆိုရဲ့ပြောစကားတွေအောက်မှာရောက်ဆုံးသွားပြီလို့ပြောနိုင်တယ်ပေါ့နော်။နောက်ဒီ Nicolas Jackson ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ပြောသွားတာရှိတယ်ပေါ့နော်ဒီဟာလေးလည်းထူးခြားတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီမတိုင်ခင်တော့ကသတင်းတွေမှာ Nicolas Jackson က Chelsea အတွက်ပြန်လည်ပေးဆက်ခြင်းနဲ့ Chelsea မှာဆက်ပြီးတော့ကြိုးစားခြင်းနဲ့ဆိုပြီးတော့ပြောထားတာတွေရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဇာဘီလုံဆိုနဲ့လည်းဆွေးနွေးခြင်းနဲ့ဆိုပြီးတော့ဖော်ပြထားတာတွေရှိတဲ့အတွက်ကြောင့်မို့ဒီကျွန်တော်တို့Nicolas Jackson က Chelsea မှာရှိနိုင်တယ်ဆိုပြီးပြောခဲ့တယ်ပေါ့နော်လက်ရှိချိန်မှာဆိုရင်ဇာဘီလုံဆိုကသူ့ကိုစောင့်ကြည့်မယ်ဆိုတဲ့သဘောမျိုးကိုတွေ့ရတယ်ဆိုတော့ Nicolas Jackson နဲ့ပတ်သက်ပြီးသူဘာပြောလဲဆိုတော့ Nicolas Jackson ကဒီအာရှကျွန်တော်တို့ခီးစဉ်မှာပေါ့နော်ပါဝင်လာမယ်လို့ပြောသွားတယ်သူနဲ့တူတူကျွန်တော်အလုပ်လုပ်ဖို့မျှော်လင့်တယ်ဆိုပြီးတော့ဆိုသွားတယ်ပေါ့နော်ဆိုတော့ဒီချင်းတွေကပြောရရင်ဗျာNicolas Jackson ရဲ့အခြေအနေကိုစောင့်ကြည့်မယ်ဆိုတဲ့အခြေအနေမျိုးChelsea မှာတေချာပေါင်းနေမယ်လို့ဆိုလိုတာမဟုတ်ပေမဲ့လည်း50-50ဗျာ Chelsea မှာလည်းနေနိုင်တယ်ထွက်သွားနိုင်တယ်ဆိုတော့ဒီအခြေအနေ2ရက်ရှိတယ်ပေါ့နော်ဆိုတော့Nicolas Jackson အနာဂတ်ကဇာဘီအလုံဆိုရဲ့အပေါ်မှာမူတည်တယ်လို့သူ့ရဲ့စူးစမ်းအထောက်မှုအပေါ်မှာလည်းမူတည်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ Nicolas Jackson နဲ့ပတ်သက်ပြီးတော့ပြောသွားတာဖြစ်တယ်ဒီနေ့မှာကျွန်တော်တို့ကစားပုံနဲ့ပတ်သက်ပြီးတော့ဒီသတင်းတောက်တွေကမေးတဲ့အခါမှာသူပြောသွားတာလီကထူးခြားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကစားရနဲ့ပတ်သက်ပြီးတော့ဒီ3 back တင်မလား5 back တင်မလားဆိုပြီးတော့သတင်းတောက်တွေကမေးတဲ့အခါမှာဇာဘီလုံဆိုကဘယ်လိုပြောလဲဆိုတော့ကျွန်တော်စိတ်ထဲမှာလည်းအဲ့ဒီအစီအစဉ်တွေကပေါ့နော်ရှိပြီးသားဖြစ်တယ်ဒါကျွန်တော်အလုပ်ဖြစ်တယ်တဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲတက်ကြွကြွကစားခြင်းနဲ့ပေါ့နော်ရဲရင်ခြင်းနဲ့ဘောလုံးကိုကောင်းကောင်းမွန်မွန်ကစားခြင်းနဲ့ဆိုတော့ဒါပေမဲ့တဲ့သူဘာပြောလဲဆိုတော့ကောင်းမွန်တဲ့စိတ်သက်ရှိဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်မနေ့ကပြောတဲ့စကားတစ်ခုရှိဗျာမနေ့ကဗီဒီယိုမှာဒီ right mentality မှန်ကန်တဲ့စိတ်သက်ရှိဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်ဒါဇာဘီလွန်ဆိုဒီစကားမပြောခင်ကတည်းကထွက်လာတဲ့စကားဇာဘီလွန်ဆိုကတဲလန်ကလုံလောက်တာမဟုတ်ဘူးဒီမှန်ကန်တဲ့စိတ်ပိုင်းဆိုင်ရာရှိဖို့လိုတယ်ဆိုပြီးတော့ဇာဘီလွန်ဆိုပြောခဲ့တယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့သေးတယ်ဆိုတော့ဒီနေ့မှာသူပြောတဲ့စကားတွေထဲမှာအဲ့ဒီကောင်းမွန်တဲ့စိတ်သက်ရှိဖို့လိုအပ်တယ်ဆိုပြီးတော့သူပြောသွားတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတဲ့ကျွန်တော်တို့အစင်းသင်းဖြစ်နေပြီဆိုတာကိုပြသကျင်ပါတယ်ဆိုပြီးတော့ဇာဘီလွန်ဆိုကပြောသွားတယ်ဆိုတော့ဒီနေ့မှာတော့သူက secret ထားတယ်ပေါ့ဗျာကျွန်တော်တို့ဘယ်လိုကစားမယ်ဘာညာစကားကစားမယ်ဆိုတာမျိုးပြောသွားတာမျိုးမရှိဘူး3 back တင်မယ်5 back တင်မယ်4 back တင်မယ်ဒါမျိုးတွေပြောသွားတာမျိုးမရှိဘူးအဲ့ဒါတွေကကျွန်တော်အလုပ်ဖြစ်တယ်ကျွန်တော်စိတ်ထဲမှာအစီအစဉ်တွေရှိတယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်ဒီထဲမှာထူးခြားတာကတော့ကောင်းမွန်တဲ့စိတ်သက်ရှိဖို့လိုအပ်တယ်သူကောင်းကောင်းရှင်ပြန်ကျင်တယ်ဆိုတော့ဒါကိုပြောသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အသင်းမှာလည်းဒီစိတ်သက်ကလိုအပ်နေတာဖြစ်တယ်ဇာဘီလွန်ဆိုဒီစကားပြောတာကိုကျွန်တော်သဘောကျတယ်ဆိုတော့ဒါကိုမနေ့ကလည်းကျွန်တော်ပြောခဲ့ပြီးပြီပေါ့နော်ဆိုတော့နောက်ဒီအကစားတိုင်းနဲ့ပတ်သက်ပြီးတော့ relationship အခြေအနေကိုမေးတဲ့အခါမှာတော့အရင်ထူးခြားတော့ပြောသွားတာမဟုတ်ဘူးကျွန်တော်တို့ဘုံသဘောတူညီချက်ရှိတယ်အဲ့ဒါကိုပူအောင်လှုပ်ဆောင်နေတယ်ဆိုတာပဲပြောသွားတယ်ပေါ့နော်ဆိုတော့ဒါကလည်းသဘောကျစရာတော့ကောင်းတယ်ပေါ့နော်သူတို့မှာပုံသဘောတူညီချက်ရှိတယ်ဆိုတော့ကိုကောင်းတဲ့အချက်ကျွန်တော်တို့အရင်တုန်းကချက်စီနီးပြတွေဆိုရင်ဒီအကစားတဲ့ဒါဒီကပြောတဲ့စကားတွေကိုပဲသူတို့ပြန်ပြောလေးရှိတယ်ပေါ့နော်ဆိုတော့ဒီညမှာဇာဘီလွန်ဆိုကတော့သူတို့ပုံသဘောတူညီချက်ရှိတယ်လို့ပြောတဲ့အတွက်ကြောင့်မို့သူ့ရဲ့ဆုံးဖြတ်ချက်တွေလည်းတရားကန်လုံးမပြည့်တော့မှ90ကန်လုံးပါဝင်နေဆိုတာမျိုးကိုပြောသွားတဲ့သဘောမျိုးပေါ့နော်ဆိုတော့ဒါကိုလည်းကျွန်တော်သဘောကျတယ်ဆိုတော့
နောက်ဆုံးအနေနဲ့ကျွန်တော်အနည်းချုပ်ချင်တာကတော့ဒီမာကိုဘယ်လက်စထရာနဲ့ပတ်သက်ပြီးတော့ဇာဗီလွန်ဆိုပြောသွားတာလေးလည်းသဘောကျတယ်ပေါ့နော်ဆိုတော့ဒီကစားသမားတစ်လေးမာကိုဘယ်လက်စထရာနဲ့ပတ်သက်ပြီးတော့ဇာဗီလွန်ဆိုကဘာပြောလဲဆိုတော့ဒီကောင်လေးကအရန်စူးစမ်းတဲ့ကောင်လေးပေါ့နော်လက်ရှိ modern ဘောလုံးလောကနဲ့လည်းလိုက်ဖက်ညီမှုရှိတယ်ပေါ့နော်ဒီ Premier League နဲ့လည်းလိုက်ဖက်ညီမှုရှိတယ်သူကစိတ်သက်အရန်ကောင်းတယ်ပေါ့နော်ကျွန်တော်သူ့ကိုအများကြီးစာပို့ပေးမယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ကျွန်တော်အရှင်ဗီဒီယိုတုန်းကလည်းပြောခဲ့တယ်ပေါ့နိမာကိုဘယ်လက်စထရာကိုဇာဗီလွန်ဆိုကကြိုက်လို့ဝယ်ခဲ့တာဆိုပြီးကျွန်တော်ပြောခဲ့တယ်ဆိုတော့လက်ရှိချိန်မှာဆိုရင်လည်းသူကအကောင်းဆုံးစာပို့ပေးမယ်ဆိုပြီးတော့ပြောသွားတယ်တေချာပေါက်မာကိုဘယ်လက်စထရာကအသင်းမှာနေရာရမယ်ဒါကြောင့်မို့တေချာပေါက်မာလိုကက်စထရိုကထွက်ရမယ်ဒါတော့ဒီနေ့မှာပဲချယ်ဆီမှာပထမဆုံးသတင်းစာရှင်းလင်းပွဲလုပ်သွားတဲ့ဇာဗီလွန်ဆိုရဲ့ပြောစကားတွေကိုဒါအနည်းချုပ်ပြီးပြောပြတာပေါ့ဗျာကျွန်တော်တို့ပြောမယ်ဆိုရင်တော့အများကြီးပဲသူကကမ္ဘာဖလားအကြောင်းတွေရောကမ္ဘာဖလားရမယ်ကစားသမားတွေကိုလည်းကြိုးဆိုဖို့အကြောင်းတွေရောဒါတွေရောအများကြီးကိုပြောသွားတယ်ပေါ့နော်ဒါတော့ကျွန်တော်စိတ်ဝင်စားဖွယ်ကောင်းတဲ့အရာတွေကိုပဲထုတ်နှုတ်ပြီးတော့ကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်ဆိုတော့ညီကိုတို့ဘယ်လိုမြင်ကြလဲဆိုတော့ဒီကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြောမှပြန်တွေ့ပါမယ်